1919 ဆယ်လပိုင်း15ရက်လာပြီးည၌အရှင်မင်္ဂလာဒီဝမုနီပွဲရဝတ်ပန်နန်ဆရာတော်သည်ဝတ်ပုပ္ပွန်ဥပောဒထခမ်းမထဲတွင်စိတ်အစဉ်တည်ကြည်ငြိမ်သက်၍မျက်စိမှပရိပထာလမ်းစဉ်ပေါ်ရောက်သည့်အထိဘဝမြုပ်နှံဘာဝနာအလုပ်အားထုတ်ခဲ့ပါသည်တရားထူးတရားမြတ်ကိုရရှိပြီးသောအခါတွင်သူသည်အေးချမ်းစွာကြောင်းကြမဲ့နေတော်မမူပဲသူတရားထူးရခဲ့သောနီလန်းတို့ကိုနောက်လိုက်တာဝကများစွာတို့အားကျဲကျဲပြန့်ပြန့်လက်ဆင့်ကမ်းမျှဝေပေးခဲ့ပါသည်တရားထူးအသိဉာဏ်ကိုဖြစ်ပေါ်စေသည့်မျက်စိမှပရိပထာဘာဝနာလမ်းစဉ်ကိုခြုံငိမ့်ရက်စဲနိုင်ခြင်းသည်အောင်မြင်ခြင်း၏တောချက်ဖြစ်သည်ဟုသောစကားစုတစ်ခုဖြင့်အလေးနက်ပြုကာအကျဉ်းချုပ်ခဲ့ပါသည်စိတ်စဉ်ရက်တန့်ခြင်းဆိုသည်မှာရောက်ရက်ခန့်နေသောအတွေ့အလုံးရက်တန့်၍ခန္ဓာကိုယ်၏အလယ်ဘိုတဲ့တဲ့တွင်ယတနာသုံးပါးတည်ရှိအောင်ယောဂီပုဂ္ဂိုလ်၏စိတ်အာယုံကိုဆောင်ခြင်းသည့်သဘောဖြစ်ပါသည်ဆရာတော်ကြီးသည်ဘာသာလူမျိုးအသားအရောင်ခွဲခြားမှုမရှိဘဲလူသားအလုံးတို့၏ခန္ဓာကိုယ်ထဲတွင်မျက်စိမှပရိပထာလမ်းစဉ်ရှိသည်ဟုလမ်းညွှန်ပြသခဲ့ပါသည်ဆရာတော်ကြီးပြန်လွန်တော်မူသွားတော်လဲဆရာတော်ထွန်းလင်းပြသခဲ့သောဓမ္မအလင်းရောင်သည်ဓမ္မကာယကိုဆက်လက်တည်တံ့စေသောပုဂ္ဂိုလ်ကျော်ဆရာလေးဖွားဖွားတော်ဆန္ဒဦးတော်မွေအားဆက်လက်လင်းရောင်ပေးလမ်းပြခဲ့ပါသည်သူမသည်ဆရာတော်ကြီးအထင်ရှားဆုံးတစ်ပည့်မှဖြစ်၍ထူးချွန်ဆုံးတစ်ပည့်မှအဖြစ်ဆရာတော်ကြီးအတိမတ်ပြုခြင်းကိုခံခဲ့ရသူဖြစ်ပါသည်ခွန်ရိုင်းသည်သူမရဲ့နောက်လိုက်တပည့်တာဝကတို့အားတရားဘာဝနာအားထုတ်ပုံအားထုတ်နည်းကိုမယမနာသင်ကြားပြသခဲ့ပါသည်သူ၏တပည့်တွေထဲတွင်မစ္စတာချင်းရဘွန်စုတီဖုံအမည်ရှိတက္ကသိုလ်ကျောင်းသားလေးတစ်ယောက်လည်းပါဝင်ပါသည်ချင်းရဘွန်စုတီဖုံသည်ဘာဝနာအလုံးမှထူးချွန်ထက်မြက်၍ဘဝခွန်ရိုင်းကိုလည်းကူညီကာတရားထုတ်နည်းတို့ကိုပြသပေးပါသည်ထိုစဉ်အခါကဝက်ပနန်ကျောင်းတိုက်ထဲရှိနှစ်ထပ်ကျောင်းဆောင်လေးတွင်စိတ်ဝင်စားတရားအထုတ်သူတွေနှင့်ပြည့်လျံလာနေပါသည်ကက်ဆက်ဆက်စိုက်ပျိုးရေးတက္ကသိုလ်မှဘွဲရပြီးသည့်အခါတွင်မစ္စတာချိန်မွန်သည်ဝက်ပနန်ကျောင်းတိုက်၌ရဟန်းအဖြစ်ဝင်ရောက်ရန်ဆုံးဖြတ်ချက်ချ၍ဓမ္မဇေယောဘိက္ခုဟူသောအမည်ဖြင့်သာသနာပေါင်းသို့ဝင်ရောက်ခဲ့ပါသည်ဝက်ပနန်ကျောင်းတိုက်သည်ဓမ္မဇေယောဘိက္ခုဘဝခွန်ရိုက်ထံမှအစင့်မြင့်ဘာဝနာနိနာနိဒရများကိုလေ့လာစီးပူးခဲ့ရမည်ဖြစ်ပါသည်ဓမ္မဇေယောဘိက္ခု၏လမ်းညွှန်မှုဖြင့်တရားဘာဝနာအထုတ်ရန်လာကြသောလူလူပရိသတ်သည်တိုး၍လာကြသည့်အခါတွင်ဝိဇာဓမ္မကာယကိုကျဲကျဲပြန့်ပြန့်ဖြန့်ဖြူးရန်ကျဲနိုင်သမျှကျဲသည့်နေရာတစ်ခုလိုအပ်လာပြီးဟုသူသိခဲ့ပါသည်မမိတ်မတုံယုံကြည်ကြသောနောက်လိုက်သာဝကများနှင့်အတူဘဝခွန်ရိုင်းနှင့်ဓမ္မဇေယောဘိက္ခုတို့သည်1980ခုဖေဖော်ဝါရီလ20ရက်နေ့တွင်ကျောင်းတိုင်သစ်ကိုစတင်တည်ထောင်ခဲ့ပါသည်ဤကျောင်းတိုက်သည်ယခုအခါတွင်ဝတ္တမကာယဟု၍ထင်ရှားလာခဲ့ပြီးမြောင်များစွာသောပုဂ္ဂိုလ်တို့၏ကိုးကွယ်စည်းကပ်ရာထိုင်းနိုင်ငံနှင့်နိုင်ငံရဲ့ခြားတွေမှာပါအကျင့်ဇာရိတကိုသင်ပေးရာဓမ္မကျောင်းတိုက်ဖြစ်နေပြီဖြစ်ပါသည်ယနေ့အချိန်တွင်ဝတ္တမကာယကျောင်းတိုက်တော်သည်ဓမ္မဇေယောဘိက္ခုသို့မဟုတ်ဆရာတော်ဓမ္မဇေယော၏ဦးဆောင်လမ်းညွှန်မှုဖြင့်ဗုဒ္ဓဘာသာတန်ဃာတော်များဝီနီးစည်းကမ်းနှင့်လျော်ညီစွာကျင့်သုံးနေထိုင်သည့်နေရာလူဥပဒကမများဥပုပ်သတင်းကျင့်သုံးသည့်နေရာအဖြစ်ကမ္ဘာလောကကိုပြသနေပြီဖြစ်ပါသည်ကျောင်းတိုက်တော်သည်
ရိယပရိပတ်နှစ်ခုလုံး၏အရေးပါပုံကိုအလေးထားသည့်အတွက်ဖျားရှင်၏ဒေသနာတော်တွေကိုလေ့လာသင်ယူရန်တရားဘာဝနာကိုကျင့်ကြံအားထုတ်ရန်လာရောက်လေ့လာကြသည့်ပြည်တွင်းပြည်ပမှစိတ်ဝင်စားသူများနှင့်ပို၍များပြားလာပါသည်။ကျောင်းတိုက်တော်သည်ဘာသာလူမျိုးမခွဲခြားဘဲအလွှာမျိုးစုံနှင့်အရွယ်မျိုးစုံသောလူသားတို့အတွက်သက်ဆိုင်ရာလေ့ကျင့်ရေးသင်တန်းတွေကိုစီမံဖွင့်လှစ်နေပါသည်။ကိုကျင့်တရားလေ့ကျင့်ရေးသင်တန်းအဖြစ်ပြည်တွင်းပြည်ပမှမျိုးသားတွေကိုရဟန်းခံပေးပြီးရှင်သာမဏေများပါအလုံးရင်းနှင့်ချိန်ကာလတစ်ခုအထိလေ့ကျင့်ပေးသည့်ဓမ္မကာယလေ့ကျင့်ရေးသင်တန်းတွေကိုစီစဉ်ဖွင့်လှစ်နေပါသည်။လောကီလူသားတို့အတွက်ကိုကျင့်တရားကောင်းမွန်စေရေးလေ့ကျင့်သင်တန်းအဖြစ်ယဟန်တော်အပားရည်တသိန်းယဟန်ခံပွဲနှင့်တသန်းအရေးအတွက်ရှိလောကီရေးရာတွေကိုဆွန့်လွတ်ပြီးဥပဒိကာမအဖြစ်ခံယူပွဲတွေကိုလည်းနှစ်စဉ်ကျင်းပပေးနေပါသည်လူငယ်များနှင့်တာမန်ပြည်သူတို့အတွက်ဇာရိတသင်တန်းအဖြစ်ဉာဏ်စမ်းပဟေလိပြိုင်ပွဲတွေကိုလည်းကျင်းပပေးပါသည်နှစ်စဉ်ဤအစီအစဉ်တွင်ပါဝင်ဖြည့်ဆို့ကြသည့်သူ9 သန်းကျော်ရှိပါသည်ကမ္ဘာငြိမ်းချမ်းရေးဇာရိတပြိုင်ပွဲဤပြိုင်ပွဲကိုပြည်တွင်းပြည်ပတွင်ပုံမှန်ကျင်းပပေးပါသည်ဒီစတာစီမံကိန်း၏ရွယ်ချက်မှာကျောင်းသူကျောင်းသားတွေကိုကိုယ်တာဝန်ကိုယူတတ်စေရန်နှင့်ကိုယ်အဖွဲ့အစည်းမှာတာဝန်ကျေသူဖြစ်စေရန်ရည်ရွယ်ပါသည်ယနေ့အချိန်တွင်နှစ်စဉ်သင်တန်းသား1 သန်းကျော်ရှိပါသည်ဘာဝနာတရားကျင့်ကြံခြင်းပညာပေးအစီအစဉ်များကိုပြည်တွင်းပြည်ပမှစိတ်ဝင်စားသူတွေအတွက်ဆောင်ရွက်ပေးနေပါသည်တရားအားထုတ်လိုသူအဖွဲ့ဝင်ယောဂီပုဂ္ဂိုလ်သည်ကမ္ဘာတစ်လွှားမြည်သည့်နေရာမှဖြစ်စေအတူတကွပါဝင်အားထုတ်နိုင်သည့် online program ကိုလည်းဆောင်ရွက်ထားရှိပါသည်ပညာရေးစီမံကိန်းအနေဖြင့်ကယ်လီဖိုးနီးယားတွင်ဖွင့်လှစ်ထားသောဓမ္မကာယတက္ကသိုလ်သည်ကမ္ဘာတစ်လွှားရှိလူသားအလုံးတို့အတွက်ဗုဒ္ဓရဲ့ဒေသနာတော်တွေကိုလေ့လာရုံသာမဟုတ်ဘဲသူတို့၏နေ့စဉ်ဘဝတွင်လည်းလက်တွေ့ကျင့်သုံးနိုင်ရန်အတွက်ပါဆောင်ရွက်ပေးနေပါသည်ကမ္ဘာလုံးဆိုင်ရာကိုကျင့်တရားပြန်လည်ကောင်းမွန်ရန်ရည်ရွယ်၍အကောင့်ထဲပေါ်ဆောင်ရွက်ချက်တွေကိုအရှိန်ဟုန်မြင့်လှုပ်ဆောင်နိုင်ရန်သင်လျော်သောဓမ္မပရိုဂရမ်တွေကို DMC ရုပ်သံလွှင့်ဌာနကနေထုတ်လွှင့်ပေးနေပါသည်ဤရုပ်သံမှထုတ်လွှင့်သည့်အစီအစဉ်အားလုံးသည်အရွယ်ဆုံးအလွှာဆုံးသောလူသားတို့အတွက်သင်လျော်ပါသည်ဤအစီအစဉ်တွေသည်ပြည်တွင်းပြည်ပမှပေးအပ်ကြသောစုရစိတ်တွေလက်ခံရရှိထားသောအစီအစဉ်များဖြစ်ပါသည်ယဟန်တာမဏေတို့အတွက်ပါဠိစာပေသင်ကြားရေးစီမံကိန်းအဖြစ်ဓမ္မကာယအကြောင်းတိုက်သည်ပါဠိစာသင်သားတွေအတွက်ပညာသင်စုချီးမြှင့်၍တစ်နှစ်ပတ်လုံးပါဠိစာပေသင်ကြားပေးသည့်ကျောင်းတိုက်တွေကိုလည်းလူရန်ထောက်ပံ့ပေးနေပါသည်ဓမ္မကာယကျောင်းတိုက်သည်ဗုဒ္ဓဘာသာပညာရေးကိုအဆင့်မြင့်မြင့်လေ့လာသင်ယူနိုင်ရန်အတွက်နိုင်ငံတကာမှပညာသင်ကြားရေးစင်တာအတော်များများနှင့်နားလည်မှုစာချွန်ကားကိုလည်းလက်မှတ်ရေးထိုးထားပါသည်လူမှုရေးအကျိုးပြုစီမံကိန်းအဖြစ်ပေးကမ်းရရောမှုမှာအလေးချင်းဖြစ်စေရန်အတ္တသဘောဖြစ်သည့်တကူကောင်းဆံမှုများကိုလျှော့ချပြီးလူပေါင်းဖွဲ့စည်းကောင်းကျိုးဆောင်ရွက်လိုစိတ်ဖြစ်ပေါ်စေရန်တိုက်တွန်းအားပေးသည့်နေ့ဖြစ်2 သန်းအရေးအတွက်ရှိသောယဟန်တန်ဃာတော်တွေကိုအာဟာရဒါနလှူဒါန်းနိုင်ရန်ဆောင်ရွက်နေပါသည်ဤလှူဒါန်းပွဲမှရလာသည့်ရေရှည်ကအစားအသောက်များကိုထိုင်းနိုင်ငံတောင်ပိုင်းမှအကျန်းဖတ်ခံရသောဒေသခံများနှင့်ပြည်တွင်းပြည်ပမှသဘာဝဘေးဒဏ်သင့်ပြည်သူများကိုတဆင့်ပြန်လည်၍ကူညီလှူဒါန်းနေပါသည်ကိုရီကိုသိမြင့်တင်ရေးစီမံကိန်းအဖြစ်လူသားတို့၏အများကျိုးဆောင်ရွက်ခြင်းစွမ်းရည်တွေကိုမြင့်တင်ရန်တရားဘာဝနာကိုသင်ပြပေးသည့်စီမံကိန်းကိုနိုင်ငံတကာမှမိတ်ဖက်များ၏အကူအညီဖြင့်ပူးပေါင်းဆောင်ရွက်ထားပါသည်မိတ်ဖက်နိုင်ငံများမှာအိန္ဒိယ၊သီရိလင်္ကာ၊နီပေါ၊ဘင်္ဂလားဒေ့ရှ်၊ဖိလစ်ပိုင်စသည်တို့ဖြစ်ပါသည်၎င်းတို့အပြင်ဆိုင်ရာပရိုဂရမ်တွေကိုဝတ္တမကာယမှာကျင်းပတဲ့တစ်ချိန်တည်းပင်ပြည်တွင်းပြည်ပမှာလည်းကြပြိုင်နဲ့ဆောင်ရွက်နိုင်သည့်ဓ
မကာယအကြောင်းတိုက်ခွဲတွေလည်းများစွာရှိပါသည်နှစ်ပေါင်း40ကျော်တက်တန်းရှိပြီဖြစ်တဲ့ဝဓ္ဓမကာယအကြောင်းတိုက်နှင့်ဓမ္မကာယဖောင်ဒေးရှင်းတို့သည်ကမ္ဘာတစ်လွှာမှစိတ်ဝင်စားသူလူသားတွေအတွက်လွယ်လွယ်ကူကူစုပေါင်းတရားအထုတ်နိုင်ရန်ဆောင်ရွက်ထားပါသည်ပြုလုပ်ဆဲဖြစ်သည့်စီမံကိန်းအလုံးသည်ကမ္ဘာလူသားအလုံးတို့ငြိမ်းချမ်းမှုရရှိ၍ငြိမ်းချမ်းသောကမ္ဘာလောကကြီးသည်ဆောက်ရန်စစ်မှန်သည့်မူလနီတိဖောင်ဒေးရှင်းကိုတည်ထောင်ရန်အတွက်လူသားတိုင်းကိုတိုက်တွန်းအားပေးမည်ဟုသောဓမ္မကာယရဲ့အဓိဋ္ဌာန်ရည်မှန်းချက်ကိုအကောင်းအထည်ဖော်ဆောင်ရွက်နေခြင်းပင်ဖြစ်ပါတော့သည်